အားလုံးပဲမင်္ဂလာပါရှင်စာဖတ်သူ channel လေးမှာကြိုဆိုပါရစေအခုတစ်ခါဖတ်ပြမယ့်ဝတ္ထုတိုလေးကတော့စာရေးဆရာမဂျူးရဲ့ငါးမြခြင်းဆိုတဲ့ဝတ္ထုတိုလေးပဲဖြစ်ပါတယ်နားဆင်ခံစားကြည့်ပါအောင်ရှင်ငါးမြခြင်းဤအဓိကရည်ရွယ်ချက်မှာငါးရဖို့မဟုတ်ပါဤနေရာသည်တစ်မြို့လုံးတွင်အေးဆေးတိတ်ဆိတ်သောနေရာဖြစ်သည်ထို့အပြင်တည့်ရိပ်ဝါရိပ်ဖြင့်အုပ်ဆိုင်ထူထပ်သောနေရာလည်းဖြစ်သည်မြို့ဤအစွန်အဖျားရှိတောအုပ်ဘေးတွင်နတ်ဆိုင်သောရေကန်တစ်ခုရှိနေသည်မှာသူ့အတွက်အားတက်စရာပင်ဖြစ်သည်ထိုရေကန်တွင်ငါးများရှိနေသည်မှာလည်းသူ့အတွက်ကံကောင်းခြင်းပင်ဖြစ်သည်သူသည်နှစ်တော်တော်များများပဲငါးများခြင်းနှင့်ယဉ်နှီးကျွမ်းဝင်ခဲ့သည်ပထမဦးဆုံးအကြိမ်ဤနေရာသို့ငါးလများစဉ်ကသူ့အသက်48နှစ်သာရှိသေး၏ယခုသူအသက်54နှစ်ရှိပြီသူသည်ဖြောင့်မတ်ရိုးအားသောအထက်တန်းစေးကြီးဖြစ်၏ခွေကောက်မှုလှည့်ပတ်မှုကိုမုန်းတီးသူလိုက်ရောညှိထွေနေခြင်းနှင့်လည်းမရင်းနှီးသူမှန်ကန်စွာပြုမှုဆောင်ရွက်တတ်သူဖြစ်၏သူအိမ်သည်ဤကန်နှင့်မိုင်ဝက်လောက်ဝေးသောနေရာတွင်ရှိသည်ရုံးစင်းသည်နှင့်တပြိုင်နက်အိမ်ပြန်ရောက်လက်ဆွဲအိတ်ချကမများတန်နှင့်ကရိယာတစားပလာများယူဆောင်လျက်ဤနေရာသို့ထွက်လာနေကြဖြစ်၏လမ်းတစ်လျှောက်တွင်ဈေးဆိုင်ကလေးများလက်ဖေးရည်ဆိုင်များအကျော်အလော်ဆိုင်များကိုဖြတ်တန်းလာခဲ့ရသည်ရီမောသံများစကားသံများနွားနို့ညီနှံ့များလက်ဖက်ချောက်နှံ့များစီကြောနှံ့များကိုသူနည်းနည်းမျှစိတ်မဝင်စားပါသူစိတ်ဝင်စားသည်ကအုံဆိုင်သောတောအုပ်နှင့်ရေကန်ကြီးသာဖြစ်သည်ပူအိုက်သောຫນွေရာသီများတွင်အဝတ်အစားတွေကိုတစ်ပင်အောက်မှပုံထားပြီးသူရေစင်းချိုးနိုင်သေး၏အေးစိတ်ချမ်းသာသောဆောင်းရာသီများတွင်တရွက်ချောက်များကိုမီးရှို့ပြီးမီးလုံနိုင်သေး၏မိထားသောငါးများကိုกิน၍စားနိုင်သေး၏ဤနေရာလောက်သူ့အတွက်နားခိုစရာကောင်းသောနေရာဘယ်မှမရှိပါသူ့တွင်သူ့ဩဇာမတည်သောသားနှစ်ယောက်ရှိသည်အဝတ်အစားအသစ်အဆန်းမှန်သမျှမမောသောသမီးတစ်ယောက်ရှိသည်သူလောက်ကင်သမျှကိုအပြစ်ရှာအပြစ်မြင်၍တပြစ်တောက်တောက်ညှဉ်းညူဆူပူတတ်သောဇနီးတစ်ယောက်ရှိသည်လွန်ခဲ့သောနှစ်ပေါင်း30ကတော့သူသည်တက်ကြွသောလူငယ်တစ်ယောက်ဖြစ်ခဲ့သည်အောက်တန်းစည်းရေးရာတို့မှအထက်တန်းစည်းရေးရာတို့တက်ခွင့်ရရန်အလွန်မျှော်လင့်ပျော်ရွှင်ခဲ့သည်လက်ထက်ချင်းအိမ်တော်သားမွေးပြုခြင်းသည်လောကဝတ္တရားမဖြစ်မနေဆောင်ရွက်ရမည့်အရာများဟုယူဆကာထိုအရာများအတွက်ပြင်ဆင်ခဲ့သည်သူသည်အရာရာကိုရိုးရိုးရှင်းရှင်းသာတွေးတတ်သည်ခလေးတစ်ယောက်ပြီးတစ်ယောက်မွေးတော့လဲပျော်ရွှင်နေခဲ့၏တကယ်တော့အိမ်တော်ရေးဆိုသည်မှာသူ့လိုလူမျိုးအတွက်မဖန်တီးမပြုတ်လုပ်တင်သောအရာတစ်ခုသာဖြစ်ကြောင်းနှစ်ပေါင်းများစွာနောက်ကျပြီးမှသူသိခဲ့သည်အိမ်တော်ပြုခြင်း၏နောက်တွင်မလိုချင်သောဗီဇစရိုက်များပါလာသည့်သားသမီးများလည်းမွေးတတ်သေးကြောင်းသူယခုမှသိသည်ထိုသားသမီးများလိမ္မာရေးကြရှိဖို့ပညာတတ်ကျွမ်းမှုကိုကျင့်သိက္ခာကောင်းမွန်ဖို့ကိုသူဘလို့မှမတတ်နိုင်မဲရှိနေသည်သမီးကြီးသည်ရုပ်ရည်တင်းတင်း၏အလှပကိုအလွန်အကျွံမမော၏ငယ်ရွယ်စဉ်ကတည်းကပညာထက်အလှပြင်ပစ္စည်းကိရိယာများကိုပို၍တန်မိုးထားတတ်၏အတန်းထဲတွင်ဆောင်းမေးခံရပြီးမဖြေနိုင်ခြင်းထက်သပင်တွင်ကလေးရောင်စုံဖဲကြိုးရောင်စုံမတက်ဆင်နိုင်ခြင်းနှကန်းဆိုးသေးရောင်စုံမဆိုးနိုင်ခြင်းကိုပို၍ရှက်၏ဆယ်တန်းကြပြီးရက်ကွက်ဈေးကလေးတွင်ကုန်စိမ်းရောင်းသောအလုပ်ကိုသမီးလုပ်သောအခါသူမအံ့ဩတော့လဲဖခင်ကိုခြေရာတိုင်းလာသောအခါသူအံ့ဩမိသည်အဖေရှိမရှောင်အမေရှိမရှောင်တစိမ်းယောက်ျားလေးများနဲ့ရင်းရင်းနှီးနှီးပုတ်လိုက်ခတ်လိုက်နေတာကိုသူအံ့ဩမိသည်ဆုံးမပြုပြင်မှုစ조사တိုင်းလူမှုဆက်ဆံရေးကိုအဖေနားမလည်ပါဘူးဟုပြောခံရသောအခါသူရှက်လာ၏ဘိုင်းကောင်းကြောက်ပြီးရှက်ကြောက်တတ်သောသမီးမိန်းကလေးကိုလိုချင်သောဖခင်သည်ရဲတင်းကလတ်သောသမီးကိုသာရခဲ့သည်ဝက်ရှော့တွင်အလုံးလုံးသည့်သားကတော့တစ်မျိုးရုပ်ရည်လေးတင်းတင်းနာကိုအခွင့်ကောင်းယူလျက်မိန်းကလေးများနှင့်ရှုပ်ရှက်ခံနေ၏ထိုသားကြောင့်သူမကြာခဏရက်ကွက်လူကြီးအိမ်ရောက်ရ၏သမီးရှင်များ၏လက်ညှိုးထိုးမှန်မဲမှုကိုမကြာခဏခံရ၏မိန်းကလေးများကိုဖျက်ဆီးသူဟူသောနာမည်ပြရနေသည့်သားကိုလမ်းမှန်ပြုပြင်ပြောင်းလဲပေးဖို့သူစ조사ဖို့သည်အဖေကလည်းဘာမှမသိဘဲနဲ့ဒါကျွန်တော်အပြစ်ကြီးမဟုတ်ဘူးဗျသူတို့ကကိုအလိုတူအလိုပါတွေဟုပြန်ပြောတာကိုနားထောင်လျက်ကပါဇက်အဟောင်းသားဖြစ်နေခဲ့ရသည်ကိုကျင်တရားအကြောင်းဆွေးနွေးဖို့စ조사တိုင်းသူအရှုံးပေးခဲ့ရသည်သားသမီးမကောင်းမိဘကောင်းဟုစကားပုံရှိတော်လဲသူဇနီးကြောင့်စကားပုံအသစ်ဖြစ်၏
သားသမီးမကောင်းဖခင်ကောင်းဟုသောပုံစံမျိုးဖြစ်နေအောင်ပင်သူကောင်းမပုံကြနေခဲ့သည်ဒီကိစ္စများအလုံးမှာသူ့တာဝန်သာဖြစ်သည်တဲ့သူကောင်းတရရနေုံကလွဲ၍ဘာမျှမတတ်နိုင်ပါသူဇနီးမှာပုံပြက်လူနေပါဝနေသောမိန်းမကြီးတစ်ယောက်ဖြစ်သည်ထိုမိန်းမကြီးသည်ညအိတ်လျင်အတန်ကျဲလောင်စွာဟောက်တက်၏သွားကြိတ်တက်၏အိမ်နေရင်ဝတ်သည့်ထမိန်တစ်ထည်ကိုမလျှော့ဖို့ဘဲတပတ်လောက်ဇက်တိုက်ဝတ်တက်သေး၏လက်သေးမမှန်မညက်ဘဲလက်သေးချောင်းမှကြီးတွေဖြင့်ထမင်းဟင်းချက်တတ်သူထမင်းစားတတ်သူဖြစ်၏ထမင်းစားလျင်လက်ခံအထိဟင်းထမင်းပေးကြအောင်အာရပါရနယ်ဖက်စားတတ်သူဖြစ်၏အိမ်ကယောက်ျားအသုံးမကျသည့်အကြောင်းကိုရှေ့ခုနှစ်အိမ်နောက်ခုနှစ်အိမ်လှည့်ပတ်အတင်းပြောတတ်သူဖြစ်၏ဟင်းကိုနည်းနည်းနှစ်ကောင်းအောင်မချက်တတ်ဘဲဘုံဘောလောချက်ပြီးသွန်ပြတတ်သူဖြစ်၏တခွက်ပင်ဖြစ်စေအရသာရှိရှိချက်ဖို့သူပြောလျင်တော့မဖြစ်စလောက်လားစာကလေးဟူသောစကားဖြင့်ရန်တွေးတတ်သူဖြစ်၏လားစာထုတ်ရတိုင်းလားကရင်ကိုတပြားမှမကြံသူအသည့်အခါစိတ်မပတပါမယူခြင်းပုံစံဖြင့်တပ်ပြင်းချကာယူတတ်သည်ဟိုဘက်အိမ်ကလူကတော့မိမကိုတလား3-4တောင်အတားဟုအောက်ကလေးအာတန်ဖြင့်သူ့ဒေါသကိုစွတ်ပေးတတ်သည်၏ဟိုဘက်အိမ်ကလူကသူ့လိုပင်အထက်တန်းစေရေးချင်းအတူတူသူ့ထက်ဘာကြောင့်ငွေပိုရသည်နည်းတွေးကြည့်လည်းရင်တနည်းသာရှိ၏မလုံကောင်းတဲ့အလုပ်တွေလုပ်နေလို့ဖြစ်မှာပေါ့ကွာဟုအေးအေးဆေးဆေးဖြစ်ရှင်တော့သူမိမကမျက်လုံးပြူးကြည့်၏ဒီခေတ်မှာမလုံကောင်းတဲ့အလုပ်ဆိုတာမရှိတော့ဘူးအားလုံးလုံးနေကြတာပဲဟုရန်တွေးသည်ဒါဖြစ်လဲမင်းသွားလို့ပေါ့ကွာဟုသူကပြီးရပြီးကြောင်းတခွန်းသာပြောမိသည်သူမကဗျုံကနေခြေဆောင်နှင်းကထွက်သွား၏ညနေတိုင်းအရက်မူကမျက်တောက်နေကြီးဖြင့်ပြန်လာတတ်သောသားဖြစ်သူကတော့အိမ်မလူပိုတက်တက်ဖြစ်သည်ဘာအလုံးမြလည်းမရှိအလုံးလည်းမမြဲမပင်မမဲအသက်ရှင်ခြင်းသည့်အပြင်အရက်သေးသာတောက်စားဖို့အတွက်ပါအိမ်မပတ်စံကိုသုံးဖြုံသေး၏မှန်ပေးနေသောညီထံမှတခါတလေမရလျင်ညီအကိုချင်းထိုးကျိတ်သည့်အထီးရန်ဖြစ်တတ်သေး၏ဖအေးအမေကိုလည်းငင်းညာရကောင်းမှမသိကြတောင်စိုးပလုံစိုးသာပြေရိုးထုံးသံရှိသည်သားသမီးစိုးကိုပြေရိုးထုံးစံမရှိဟုသောစကားပုံကိုယခုမှပင်အခြေခံကြနားလည်ခွင့်ရသွား၏လက်ဆတတ်တော်သားသမီးစိုးဆိုတာမွေးပြီးရင်ပြစ်လို့မှမရတော့ပဲကိုဟုယခုမှပင်သူသဘောပေါက်ရ၏သို့သောသူအတွက်အားလုံးလွန်ခဲ့ပြီးသူဘဝတွင်အတွေ့အတာဆုံးအရာမှာငမားတံဖြစ်၏တွန့်လိန်နေသောဒီကောင်ကလေးကိုငမားချိတ်တွင်ဖောက်ခနဲထိုးထိတ်လိုက်ရစဉ်သူအပိုင်နိုင်ဆုံးအရာမှာငါးမြခြင်းသာဖြစ်ကြောင်းသူဝမ်းပန်းတနေသိရသည်နိုင်လွန်ကျိုးကိုလက်ဖြင့်ဖော့ဖွာထိတက်နေရစဉ်ဤကျိုးဤထိတွေ့မှုသည်သူ့အတွက်ကျဉ်းစရာဖြစ်၏ကျိန်နှံဤလက်ကင်ကိုရောရဲစွာသို့သောတတိရှိစွာထိန်ကင်ရင်ရေပေါ်မှငြိမ်သက်ခြင်းကိုစောင့်ကြည့်နေရစဉ်မှာတော့သူ့ပတ်ဝန်းကျင်တစ်ခုလုံးကိုသူအောင်နိုင်နေသည်လောကတွင်သူအောင်နိုင်သောတရားဝါမှာငါးသာဖြစ်၏ဤကနဲတွင်ငါးမျိုးစုံရှိသည်သူငမားချိတ်တွင်ငါးမျိုးစုံသူဖမ်းမိဘူးသည်ယောက်ျားလက်ဖြံလောက်တုတ်သောငချင်းကြီးများမှအစလက်ညှိုးလုံးလောက်သေးသောငစင်းလုံးကလေးများအထိသူရသည်ငါးမြသက်နှစ်ပေါင်းကြာလာသောအခါသူ့လက်မှကင်ထားသောငမားတံအဖျားရှိလှုပ်ရှားမှုကိုမှန်ကန်စွာကောက်ချက်ချတတ်သွား၏ဂျိုးကလေးဖော်ရုံးကလေးညိတ်ငနဲ့လှုပ်ရှားသွားသည့်ကအစသူကျွမ်းကျင်စွာအကဲဖြတ်တတ်သွားပြီးလင်းမြန်စွာမှန်ကန်စွာဆွဲတင်နိုင်သည်ငါးစာကိုလာဟတ်သောငါးမှာသူ့လက်မှလွတ်ရသည်ဟုမရှိအောင်ဤလုပ်ငန်းကိုကျွမ်းကျင်လာ၏ရေထဲစိုက်ထားသောငမားကြိုးကိုစူးစိုက်စွာကြည့်ရင်စိမ့်မောင်သောရေပြင်ပေါ်တွင်အတိတ်ကအရေးများစွာထင်ဟပ်လာတတ်သည်တခါတရံတွင်နုပြိုသောလူငယ်တယောက်၏မျက်နှာထိုမျက်နှာပိုင်ရှင်သည်သူဖြစ်၏တခါတရံမိမငယ်တူ၏မျက်နှာထိုမျက်နှာပိုင်ရှင်သည်သူချစ်သူဖြစ်၏ချစ်သူအကြောင်းပြန်တွေးရသည်မှာခဝါဝါသာဖြစ်တော်လဲရင်ခုန်เสียကောင်းသည်လွန်ခဲ့သောနှစ်ပေါင်း30ကချစ်သူသည်တပတ်ရှူစတုံးကလေးနှင့်ခရီးပန်းကုန်းများဝေနေအောင်ပန်တတ်သည့်မိန်းကလေးဖြစ်၏လက်မောင်းလက်ဖြံများတောင်းတင်ပြီးဖြက်လက်သောကျမ်းမာတန်ဆွမ်းသောမိန်းကလေးဖြစ်၏ကြည်လင်တောက်ပသောမျက်ဝန်းကလေးများလင်းမြန်းသောနှုတ်ခမ်းပါကလေးများဖြင့်ဆွဲမှတ်เสียဖြစ်၏သူတို့နှစ်ယောက်ချင်းတွေ့နေကြလေးတက်ဖုန်ကြီးကြောင်းတောင်းကခရီးပင်ကြီးကိုသူမြင်အောင်လာသောအခါသူစိတ်မက်မထင်ပြုံးမိလေသည်တနခါနှင့်တင်းတင်းကလေးကိုမွေးကြည့်ရင်ခ
ခေနံကလေးကိုပါရှူဆိုင်မိသောတနနက်ခင်းကသူ့ရင်တွေတစ်ဖြက်ဖြက်ခုန်ခဲ့ရကဘလုံးမှမခွဲနိုင်အောင်ချစ်မြတ်နိုးစိတ်ဖြင့်မချင်မရဲဖြစ်ခဲ့ရသည်ဆောင်းရသည့်နနက်ခင်းတိုင်းမိုးရသည့်ညနေခင်းတိုင်းခေပန်းများကတဖြုတ်ဖြုတ်ကျွေးလွတ်နေသည်ခေဝင်ကလေးများကိုအလောတကြီးကောက်နေသောကိုလုံးချစ်ချစ်ခဲခဲကလေးမှာနေချီ၍မဝနိုင်အောင်လှပနေခဲ့၏နေကြိုကလေးဖြင့်တီကုန်းပေးရန်ကတော့သူတာဝန်ဖြစ်သည်သူသည်လက်ကင်ဘဝတွေကပန်းတွေကိုစိတ်ရှည်လက်ရှည်တီးပေးခဲ့ဘူးလေသည်တီးပြီးသွားသောပန်းကုန်းများကိုမိန်ကလေးဤစရုံးမှဆိုင်၍ပန်းပေးရသည့်အရာသာမှတန်တလွမ်းဆုပ်ဖွယ်ရာဖြစ်သည်သူသည်ခေပင်ကြီးစီသို့မရောက်ဖြစ်တာကြာလာပြီးခေပင်ကြီးရှိရာဘုန်းကြီးကျောင်းသို့ပင်မရောက်ဖြစ်တာကြာလာပြီးတနေ့နေ့မှသွားမည်ဟုရည်ရွယ်လျက်ဘယ်တော့မှမရောက်ခဲ့ပါတခါတရံဥပုပ်ယူသောသူမိမနှင့်အတူလေးတက်ဘုန်းကြီးကျောင်းသို့လိုက်သွားရန်ကြိုးစားမှုသည်သို့သောဘုန်းကြီးထံသီလမယူမီဝိုင်းဖွဲ့စကားပြောကြသည့်အုပ်စုများတွင်သူမပါဝင်ခြင်းမှာအဖိုးထံပါတိတ်အထက်အောက်စင်တူဖြင့်ရွှေကြိုးများကျဲသီးများဖြင့်ဥပုပ်လာဆောင်သောမိမကြီးငယ်များ၏ကဲ့ရဲ့စကဒင်းဆိုဟန်ကိုသူရှောင်ညင်သည်ရှင်အကုသိုလ်တွေကြီးနေ့တိုင်းလုပ်နေတာတခါလောက်ကျမနဲ့လိုက်ပြီးဘုန်းကြီးကျောင်းမှာကုသိုလ်ယူပါလားဟူသည်မိမ၏တိုက်တွန်းချက်ကိုကြားရသည့်အခါမှာတော့ကုသိုလ်ယူခြင်းစိတ်ကလေးလုံးဝကုံဆုံးသွားကမလိုက်တော့ဘူးဟုဆုံးဖြတ်ချက်ချလိုက်လေသည်ဒီလိုနှစ်ပင်အကုသိုလ်ကိုဆက်လုပ်ဖြစ်နေသည်သူသည်ငါးမြနေရင်မှလူအမျိုးမျိုးဤပုံကိုဖော်ကအနိုင်ယူလို့ရသည်ဥပမာတမအာဇီဝကိုနည်းနည်းမျှစိတ်မဝင်စားသည့်အရာရှိတဦးဤခတ်ထူထူခက်လန်လန်နှုတ်ခမ်းများကိုယုံမုံစွာတွေးတောရင်းသူငါးကိုစိတ်ပါလက်ပါမျှသည်ရရှိလာသောငါဤဟာစီပါဇက်ကိုတည်တည်ချာချာကြည့်တော့ထိုအရာရှိဤပါဇက်ကိုပင်မြင်တွေ့လိုက်ရလေသည်သူသည်ငများကျိတ်မှငါးကိုပျော်ရွှင်စွာဖြုတ်ပြီးမြေပြင်ပေါ်ဘုတ်ခနဲပစ်ချလိုက်ဖူးသည်တခါတရံသူမိမဤပွားစီနှခမ်းတို့ကိုစိတ်ထဲမှမြင်အောင်လျက်ဒေါသတကြီးငါးကိုများသည်မိလာသောငါဤပါဇက်ကိုသူကြည်သောအခါတကယ်ပင်သူမိမဤပါဇက်ဖြစ်နေတတ်သည်သူရွှေကနေလေချွန်လျက်ထိုပါဇက်ကိုအရသာခံ၍ကြည်နေတော့ဤငါးကလေးကဖြက်လက်နှင့်အစွမ်းကုန်ရုန်းကန်နေသည့်အခါမှာတော့စိတ်မကောင်းဟန်ဖြင့်တပ်ပြင်းတစ်ချက်ချကငများကျိတ်မှငါးကိုညင်ညင်သာကလေးဆွဲဖြုတ်သည်ထို့နောက်ရွကလေးကိုင်ငါသူနှင့်အဝေးဆုံးနေရာမှာချထားလိုက်ဖူးလေသည်ငါးမြခြင်းဖြင့်သူဤနေရာမှာကြာထိုင်၍ငိုင်နေခြင်းအပေါ်မြည်သူကမျှတန်ရမဝင်အောင်ဖြည့်ရှင်းပြီးသားဖြစ်သွား၏သူသည်ငါးမြခြင်းအောင်ဆောင်လျက်ရေထဲသို့ငများကျိတ်နှစ်ချကနိုင်ဝက်တနာရီလဲမလုံးမရှက်ထိုင်နေလို့ရသည်မိမကိုမပြောပြသည့်စကားများကိုလည်းခတ်တိုးရေရွနေလို့ရသည်တခါကန်ဆိုးစွာအစော့တန်သောကလေးများဆက်စုတတ်သောလူကြီးများရောက်လာလျင်ရှူတိုးငါးလန့်သွားမယ်ဟူသောသတိပေးချက်ဖြင့်စကားမပြောအောင်မနှောက်ယှက်အောင်တားဆီးနိုင်ခွင့်ရှိသေးသည်သူ့ကိုကောင်းကောင်းနှောက်ယှက်တတ်သူမှာကန်ဆောင်တွင်နေထိုင်သောအဖိုးကြီးတစ်ယောက်ဖြစ်သည်အဖိုးကြီးကတော့ငါးမြခြင်းကိုအကုသိုလ်အလုပ်ဟုယူဆကသူ့ကိုကဲ့ရဲ့ရှုံချတတ်၏အဖိုးကြီးကရေကန်ကန်းဆက်ရှိကြာဘူးများကိုခဏလာခူးသည်ဘာလို့ဖို့လဲဟုသူမေးတော့ချက်စားဖို့ဟုပြော၏ကြာဘူးကိုချက်စားရသည်ဟုတခါမှမကြားဘူးပါဦးလေးဟင်းမရှိရင်ဒီငါးတွေယူသွားပါလားဗျာဟုသူစိတ်လိုလက်ရပေးဘူးသည်သူသည်ဤငါးများကိုစားတော့ရန်ရောင်းချရန်မျှခြင်းမဟုတ်ပါအစောပိုင်းနှစ်တွေတုန်းကတော့ငါးများဤဗဟန်များကိုဖောက်လျက်လျှော်ချိုးဖြင့်တီကတန်းလန်းဆွဲပြီးအိမ်သို့ပြန်ရသည်မှာပြောစရာနောက်ပိုင်းတော့ထိုငါးများကြောင့်ပင်ဇနီးဖြစ်သူ၏အပြစ်ရှာခြင်းကိုခံခဲ့ရသည်ဒီငါးမျိုးဖြင့်တော့တနေ့ကုန်အောင်သွားများနေစရာမလိုပါဘူးဈေးထဲမှာ30သား2ကျက်ရဲ့ဘိုက်ရိုက်ပြီးစားပါလေဟူ၍တစ်မျိုးရှင့်ငါးတွေကအင်းစော်နံလာကြည်လားဘယ်နှလုံးစားမှာတော့ဟူ၍တစ်မျိုးဒီငါးမျိုးကိုမှတ်ထားငမောင်းမလို့ခေါ်တယ်ငါးထဲမှာအရသာမရှိဆုံးငါးပဲဟူ၍တစ်မျိုးငခုံးမလို့ငါးများအချိန်ကုန်ခံပြီးမြနေရသေးလားတော့အဲ့ဒီကုံတဲ့အချိန်မှာရေလေးပါလေးဆွဲတာကမှအသုံးကျအောင်မယ်ဟူ၍တစ်မျိုးအမျိုးရှုံးချသောအခါငါးများကိုအိမ်သို့အလေးခံ၍တဲမသွားတော့ပေနည်းနည်းနွမ်းမမြည်ထင်ရသောအသိမိတ်ဆွေများ၏အိမ်များကိုအလှည့်ကျစနစ်ဖြင့်
ဟင်းလျာပေးလိုက်ခြင်းအပြင်ဇနီးဖြစ်သူနှင့်လည်းစကားပြောရတတ်တာသွားပြီးကျေးဇူးလည်းတင်ခံရသည်အဖိုးကြီးကတော့ငါးများကိုမယူပါငါကပန်းတကူသားပဲစားတာကွာမြင်သားကြားသားမစားဘူးဟုဤသူဒေါသထောင်ကနေထသွားသေးသည်ခမားတို့အတွက်ဖမ်းပေးတက်ပေးတဲ့သူတွေရောင်းတဲ့သူတွေရှိနေလို့ပေါ့ဗျာမရှိရင်ခမားလဲမြင်သားကြားသားတွေမကဘူးကိုယ်တိုင်တောင်တက်ပြီးစားမှာမဟုတ်လားသို့တော့အသက်ကြီးသောလူတစ်ယောက်နဲ့ရှင်ပြိုင်ပြီးရန်ဖြစ်ရတာမကောင်းပါနောက်ပိုင်းတော့အဖိုးကြီးကြာဘူးခူးချိန်နဲ့သူငါးပြချိန်တို့တော်တော်များများတိုက်ဆိုင်နေတော့သည်ကြာဘူးသာမကကြာဝင်များပါခူးတာမြင်တော့သူအံ့ဩသွား၏ကြာပွင့်ကရောချက်စားရသလားသူမေးတော့အဖိုးကြီးကလျှို့ဝှက်စွာပြုံး၏မဖြေခြင်းသလိုလိုတွန့်ဆုတ်နေပြီးမှနောက်ဆုံးမှသူ့အမေကိုဖြေလိုက်သည်ချက်မစားပါဘူးဆွဲကြိုးလုပ်ဖို့ဟာဆွဲကြိုးဘာလုပ်ဖို့လဲအဖိုးကြီးတွင်ဇနီးသားသမီးမရှိမြင်းမရှိတယောက်သေးသာဖြစ်သည်အဖိုးကြီးကသူ့ရှေ့မှာပင်ကြာပွင့်တစ်ခိုင်ကိုယူလျက်ကြာရိုးဆွဲကြိုးလုပ်နေ၏ကြာရိုးဆွဲကြိုးကလုံးရတာအလွယ်ကလေးဖြစ်သည်ငါးများသလိုမခတ်ပါကြာရိုးကိုလက်တဆစ်နီးပါအစစ်ကလေးများလုံး၍တဆစ်ချင်းချိုးသွားရုံပဲဖြစ်သည်ကြာရိုးချိုးသွားပြီးအမြင့်စေးများကြောင့်ထိုချိုးပြီးသားအစစ်ကလေးကတွဲလွဲဖြစ်နေသည်နောက်ထပ်တဆစ်ထက်ချိုးအမြင့်ကိုဟိုဘက်ဒီဘက်တလဲစီတန်းနေအောင်တစ်ဖက်စီချိုးချသွားရုံသာဖြစ်သည်ထိတ်ဆုံးမှာတော့ကြာပွင့်လော်ကက်ဒီကလေးဟိုတုန်းကတော့ငါမိမကိုအဲ့ဒီလိုကြာလဲဆွဲလုပ်ပေးနေကြကွာငါမိမခမများတေးသားသွားရောသူ့ဘဝမှာပလဲပဒီကလေးတကုံးတော့ဆွဲမသွားရရှာပါဘူးကွာကြာလဲဆွဲကိုပဲမငင်းမညူဆွဲသွားရရှာတယ်သူ့အသက်အငယ်ကလေးမှကလေးမွေးရင်ဆုံးသွားတာပဲထိုစကားကိုပြောပြီးနောက်သူ့အဖြေပြေဆုံးသွားသလိုပင်အဖိုးကြီးကသူ့ကိုနှုတ်မဆက်ဘဲထွက်ခွာသွားသည်လက်မှတန်းလန်းဆွဲထားသောအနီရောင်ကြာပွင့်နှင့်ဆွဲကြိုးကလေးမှာလေအဝေးတွင်လွှင့်လှုပ်လျက်ပါသွားသည်ကိုသူငေးမောကြည့်နေခဲ့၏အေးမြသောဆောင်းဦးတို့နနက်ခင်းဝေလီဝေလင်းအချိန်တစ်ခုတွင်သူသည်ထူးဆန်းစွာပင်နှင်းမုန်ကြားထဲမှလမ်းလျှောက်နေတော့သည်သူခြေထောက်များကသူမသိလိုက်မီမှာပင်မြို့ဤဟိုဘက်အစွန်းကလေးတဲ့ဘုံကြီးကျောင်းရှိရာသို့လျှောက်သွားနေကြသည်54နှစ်အရွယ်သည်ဘုံကြီးကျောင်းစီသို့နနက်လင်းအားကြီးလမ်းလျှောက်သွားလျင်အသင့်တော်ဆုံးအရွယ်ဖြစ်သည်လမ်းခရီးတွင်ဈေးရောင်းရန်ဟင်းရွက်စီးများဖြင့်ဈေးသို့သွားကြသောရွာသူရွာသားများကိုမျက်နှာချင်းဆိုင်တွေ့ရသည်မိမများသည်ပစိုးများထဲတွင်ဟင်းရွက်စီးများထည့်၍ထုတ်ပိုးပြီးခေါင်းမော်ရွက်ထား၏ယောက်ျားများကတော့တောင်းများဖြင့်ထဲကထမ်းတဘိုးဖြင့်တည်ဆောင်လာသည်နေထွက်စအချိန်တွင်နှင်းများပုံမူသိပ်သေးလာ၏လမ်းဘေးဝဲရာတစ်ပင်များကိုသာစိမ့်ဆူစွာမြင်ရပြီးခဝေးဝေးကတစ်ပင်များကိုတော့တဲကွဲစွာမမြင်ရပေဤလမ်းတွင်အိမ်ကြီးကျဲပါသည်မြို့နှင့်မတူဘဲရွာနှင့်တူသောရက်ကွက်ဖြစ်သည်တခါတော့ကသူချစ်သူသည်ဤရက်ကွက်တွင်နေထိုင်ခဲ့ဘူးသည်အုတ်တိုင်းကာယံထားသောဘုန်းကြီးကျောင်းသည်စောင်းနှင်းမုံများအောက်တွင်အိုမင်းရင်ရော်စွာရပ်တည်နေ၏သူတခဏမျှငေးကြည့်နေပြီးကျောင်း၏တောင်တစ်ဖက်ကခရီးပင်အုပ်ရှိရာသို့လျှောက်သွားလိုက်သည်လွန်ခဲ့သောနှစ်ပေါင်းများစွာကခရီးပင်များမှာယခုအခါပုံမမြင်မလျက်ရှိသည်တစ်ပင်တွင်အနှစ်30အသက်ရှင်နေတာအံ့ဩစရာမဟုတ်တော့လဲသူတို့ကောက်ခဲ့သောခရီးပင်များလိုပင်ယခုအချိန်အထိခရီးပန်းများချွေချပေးနေသည်မှာအံ့ဩစရာသူဖြင်းညင်းစွာလျှောက်သွား၏ပန်းများတစ်ဖြုတ်ဖြုတ်လွှင့်ကြနေသည်ဒီခရီးပင်ကြီးအောက်တွင်ငယ်ရွယ်သောသူချစ်သူနှင့်အတူသူထိုင်ခဲ့ဘူးသည်သူသည်အပင်အောက်တဲ့တဲ့တွင်ရက်၍ဖြူဖွေးသောခရီးဝင်ကားကားကလေးများညိုဝါသောခရီးဝင်ကြောက်ကလေးများကိုငေးမောကြည့်နေသည်ခရီးပန်းများနှင့်လှပခဲ့သောသူချစ်သူကိုတတိယစိတ်ဖြင့်ရင်ထဲမှနာကျင်လာ၏သူထိုင်ချကလက်ဆက်သောပန်းကလေးများကိုရွေး၍ကောက်နေမိတော့သည်ဟိုတုန်းကတော့သူချစ်သူကိုသူအမျက်တနိုးချစ်ခဲ့သည်သူချစ်သူကလည်းသူ့ကိုအားကိုးတကြီးချစ်ခဲ့သည်ထိုမိန်းကလေးသည်သူ၏ပထမဆုံးနှင့်နောက်ဆုံးချစ်သူဖြစ်သည်သူသည်လည်းမိန်းကလေး၏ပထမဆုံးနှင့်နောက်ဆုံးချစ်သူဖြစ်သည်သူတို့နှစ်ယောက်လက်ထပ်သောအခါတလောကလုံးလှပတာရလည်းရှိခဲ့ပါသည်ချစ်ချင်းမြတ်တာဆိုသည်မှာလှည့်စားတတ်သောကံကြမ္မာအောက်တွင်အရှုံးပေးရတတ်သလားသူသည်ဖြစ်ပျက်နေသမျှအရာရာကိုနားမလည်နိုင်အောင်ရှိတော့သည်
သူဝမ်းနေနေသည်နှစ်ပေါင်း30သည်လူအလုံးဤဘဝကိုပြောင်းလဲစေနိုင်သည်မကအချစ်ကိုလည်းပြောင်းလဲစေနိုင်သည်တိတ်ဆိတ်သောပတ်ဝန်းကျင်တွင်ခြေတံဖွားဖွားကလေးကိုကြားလိုက်ရ၏သူငယ်စဉ်ကစောင့်နေကြနေရာတွင်သူငယ်စဉ်ကကြားနေကြခြေတံမျိုးဖက်နှက်မပါဗလာခြေထောက်အစုံဤခြေတံမျိုးကိုကြားလိုက်ရသောအခါလက်ရှိဘဝနှင့်ငယ်ဘဝရောထွေးကရင်တလက်လက်ခုံလည်းရဲ့နောက်သို့ပြုံးကနေလဲကြည့်လိုက်သည်ခလန်းလန်းတွင်မိန်ကလေးတစ်ယောက်သပင်ခုံဝဲကလေးနှင့်အပြာရောင်ဝတ်စုံပွားကလေးသည်နက်နက်ခင်းလေအောက်မှလွှင့်လှုပ်နေသည်အေးချမ်းသောနုငယ်သောမိန်ကလေးတဦးသူမကသူ့ကိုတစ်ချက်သာအခဲခက်ကြည့်လျက်ခေဝင်ကလေးများကိုစတင်ကောက်လေသည်သူသည်နာကျင်သောရင်ဖြင့်မိန်ကလေးကိုငေးမောကြည့်နေခဲ့မိသည်ထို့နောက်ဟာလာဟင်းလင်းရင်ဖြင့်ပြုံးကနေလှည့်ပြန်လာခဲ့တော့သည်ရုံးသွားရန်ပြင်ဆင်နေစဉ်သူဇနီးကအခန်းထဲဝင်လာသည်ဝါဖြိုးသောခန္ဓာကိုယ်ကိုသူ့မျက်စိကခဏကြည့်မိပြီးနောက်မျက်နှာလွှဲလိုက်ရ၏ဘလို့မှမယုံနိုင်စရာကောင်းသောအဖြစ်ပါလားသူနည်းနည်းရှက်ရွံ့စွာစကားဆလိုက်၏ငါမနဲ့အစောကြီးလမ်းလျှောက်ရင်းလေးတဲ့ကြောင်ဘက်ရောက်ခဲ့သေးတယ်ကွာခရီးပင်ကြီးတွေကအခုအချိန်ထိပွင့်နေကြတော့မယ်ခရီးပန်းတွေကလည်းကွာဖွေးနေတာပဲဟိုတုန်းကထက်တောင်များသေးသူ့မိမမျက်နှာနူးညံ့မသွားပါငါနည်းနည်းတောင်ကောက်လာခဲ့သေးတယ်စပွဲပေါ်မှာထိုစကားကြောင့်သူ့မျက်နှာသာနည်းနည်းနှွေးသွားတော့လေသူဇနီးကတော့စိတ်ဝင်စားဟန်မရှိပါခရီးပန်းဘာလို့ရမှလဲဈေးထဲသွားဝယ်ရင်တစ်ချက်ဖိုးဆို3-4ကုန်းရတာသူဇနီးကိုသူငေးကြည့်နေမိသည်ဟိုတနေ့ကလာပြောသွားတဲ့ကိစ္စကိုရှင်ညင်းမဲ့မကြမ်းနဲ့နော်ဒါသူများပစ္စည်းခိုးတာမဟုတ်ဘူးသူဇနီး၏မျက်နှာမှာလောဘ၏အရေးအကြောင်းများသာရှိနေသည်ထိုကိစ္စကိုသူကောင်းထဲကထုတ်ပစ်ထားသည်မှာလာပြောချိန်ကလေးကဖြစ်သည်သူဘဝတွင်ကိုကျင့်သိက္ခာကိုတစ်သက်လုံးထိန်းခဲ့သည်တည်သည့်အထိထိန်းသွားမည်သို့သောစကားရှိမနေခြင်းသောကြောင့်ခက်မြန်မြန်ထွက်လာခဲ့ရ၏နောက်ရက်များတွင်လည်းထုံးစံအတိုင်းငါးများသည့်အလုပ်ကိုသူစိတ်ပါဝင်စားစွာမပြတ်မကွက်လုံမြဲဖြစ်လေသည်ဂျူ1990ဇွန်လမြနက်မောင်မဂ္ဂဇင်းအဆုံးထိနားဆင်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ဒီဝတ္ထုတို့လေးနဲ့ပတ်သက်ပြီးတော့ကိုယ့်ရဲ့ခံစားချက်လေးတွေကိုလည်းမျှဝေရေးသားခဲ့ပါအောင်ရှင်အားလုံးကိုကျေးဇူးတင်ပါတယ်